အားလုံးပဲမင်္ဂလာပါ eFootball ပိုင်း Virus TikTok အကောင့်ရဲ့ admin Virus ပဲဖြစ်ပါတယ်ကျွန်တော်ကပေါ့နော်ဒါမနေ့ကဆိုရင်ဒါ30 year anniversary ပေါ့နော်ဒါ eFootball ရဲ့နှစ်30ပြည့်အထိမ်းအမှတ်အနေနဲ့ကျွန်တော်ကဒါ Adriano တို့ Fabio တို့ Piqué တို့ရဲ့ pack အကြောင်းကိုကျွန်တော်ချက်ရှင်းပြပေးထားတယ်ဒါပေမဲ့ဒီ video ကိုပေါ့နော်ဒါမကြည့်ရသေးတဲ့လူတွေရှိမှဆိုကျွန်တော်ဒီနေ့မှာနောက်ထပ်အကြောင်းအရာလေးနဲ့တခုအတူပေါ့နော်ဒါထပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ဒီအခုလက်ရှိ eFootball ကအရင်ကဆိုရင် BES ပေါ့နော်ပြီးတော့ဒါ Winning 11ဒီလိုနာမည်နဲ့ဒါ1995ခုနှစ်မှာစတင်ထုတ်ဝေခဲ့တာဖြစ်ပြီးတော့ဒါ2025အခုနှစ်ရောက်လာတဲ့အခါမှာတော့ဒါနှစ်30ပြည့်သွားခဲ့ပြီအဲ့ဒါကြောင့်မလို့ပဲဒါ game ထဲမှာပေါ့နော်သူတို့ရဲ့ဒါ flashback ဖြစ်တဲ့ဒါ retro တွေပြောမယ်ဆိုရင်ပေါ့နော်အရင်ကဒါပုံစံမျိုးတွေ game ပုံစံမျိုးတွေတစ်ချက်ထည့်လာတယ်ပြီးတော့ Adriano တို့လို Fabio တို့လိုမျိုးဒါ Piqué တို့မျိုးကစားသမားတွေကိုလည်းဒါ nostalgia ပတ်အနေနဲ့ထည့်လာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပေါ့နော်ဒါ game ကစားလိုက်တဲ့အခါမှာကျွန်တော်တို့ free bet တွေရတယ်အဲ့ဒီ free bet တွေကဘယ်ရောက်သွားလဲဆိုပြီးတော့ဒါညီကိုတွေကမေးကြရပေါ့နော်ကျွန်တော်မနေ့က post မှာဆိုရင် comment မှာအဲ့သူတို့တွေပေါ့နော်ဒါ pack တွေရပြီမယ်အဲ့ pack တွေကပျောက်သွားတယ်တကယ်တော့အဲ့ pack တွေကပျောက်သွားတာမဟုတ်ပါဘူးအဲ့ဒီ pack တွေက30 anniversary ဆိုတဲ့ pack တွေပဲဖြစ်ပါတယ်အခုလောဆင်တော့ဒါ eFootball ကနေပြီးတော့ဒါကစားသမား3ယောက်ကို highlight အနေနဲ့ထုတ်ပြထားတယ်သူတို့တွေကတော့ဒါဘာစီလိုနာအသင်းရဲ့ကစားသမား Ronaldinho ပြီးတော့ဒါ AC Milan အသင်းရဲ့ Rijkaard ပြီးတော့အင်္ဂလန်အသင်းပေါ့နော်အင်္ဂလန်အသင်းရဲ့ကစားသမား Beckham တို့ပေါ့နော်ဒီကစားသမား3ခက်ကိုပြထားတယ်ကျွန်တော် live ရှာကြည့်လိုက်တဲ့အခါမှာတော့ဒီ highlight player ကသူတို့3ယောက်အပြင်ကိုမှနောက်ထပ်9ယောက်ထပ်ပါလာမယ်လို့လည်းသိရတယ်အားလုံးပေါင်းဒီ highlight ကတ်က12ကတ်လို့လည်းသိရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ပဲကျွန်တော်ထင်တာတော့ဒါ eFootball အနေနဲ့ player တွေကိုဒီတိုင်းတော့ပေးမယ်မထင်ဘူးသူတို့အနေနဲ့နောက်ပိုင်းလုံးနေကြပုံစံဖြစ်တဲ့ဒါကန်ကိုစမ်းကိုင်းပြီးတော့ပေါ့နော်အယောက်ကစားသမားအယောက်100ထဲမှာဒါမှမဟုတ်120လောက်ထဲမှာပရိသတ်တွေကိုပေါ့နော်ဒါ player တွေကိုဖောက်ခိုင်းမယ်လို့ကျွန်တော်ထင်တယ်အဲဒါကြောင့်မို့ကျွန်တော်ကတော့ကန်ဆန်းရမယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ကမစသေးဘူးကျွန်တော်နှိပ်ကြည့်လိုက်တဲ့ခါဆိုရင်ဒါ10ရက်နေပေါ့နော်သူကတော့ဒီမန်းကအရင်လာပေါ့နော်လာကိုအရင်ဖော်ပြတယ်9လပေါ့နော်9လပိုင်း10ရက်နေ့8နိုင်ခွဲမှကျွန်တော်တို့စပြီးတော့ဒီဘက်တွေကိုဖောက်လို့ရမယ်အဲဒါကြောင့်မလို့ဒီဘက်တွေမလာသေးခင်မှာကျွန်တော်တို့ကတော့ဒါ game တွေဆော်ပြီးတော့ဘက်တွေဆူလို့ရတယ်ကိုရှိမှာဒီ game ဘက်တွေပေါ့နော်ဘယ်နှခုရှိလဲ free bet ဘယ်နှခုရှိလဲဆိုတော့ဒီမှာကြည့်လိုက်ရင်တော့ non stat ဆိုတဲ့အပေါ်မှာ remaining ပေါ့နော်၄ခုဆိုရင်ဒါဘက်၄ခုဖွင့်လို့ရတယ်နောက်ကိုကထပ်ပြီးတော့ဆော့လို့ထက်ရလာရဆိုလဲဥမာ5ခု6ခုဆိုရင်6ကြိမ်9ကြိမ်အဲ့လိုမျိုးဖွင့်လို့ရမှာလည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့ဒီကစားသမားတွေကအားလုံးပေါင်းတော့ဒီ highlight ကဘေးတိုင်းကတ်ပေါ့နော်ဘေးတိုင်းကတ်ကကျွန်တော်တို့ဒီ12ကတ်လို့သိရပြီမဲ့3ကတ်ကိုတော့ဖော်ပြထားတယ်ကျန်တဲ့ကစားသမားတွေကတော့ပေါ့နော်ဘယ်သူတွေဖြစ်မလဲဆိုတော့ကျွန်တော်မသိသေးပါဘူးကျွန်တော်ရဲ့ဒီ TikTok အကောင့်ကဆိုရင်ဒါ eFootball နဲ့ပတ်သက်တဲ့ content တွေကိုတင်ဆက်ပေးတာလည်းဖြစ်ပါတယ်ဒါကြောင့်မို့ညီကိုတို့ရဲ့အနေနဲ့စိတ်ဝင်စားရဆိုလဲကျွန်တော်ရဲ့အကောင့်ကိုပေါ့နော်ဒါဝင်ပြီးတော့လည်းကြည့်လို့ရတယ်ကျွန်တော်အကောင့်ကိုပေါ့နော်ဒီအပေါင်းလေးနှိပ်ပြီးတော့လည်း follow လုပ်ခဲ့လို့ရပါတယ်ဗျ